အားလုံးပဲပါခုကျွန်တော်ရှေ့ကရှိရဆက်လေးရတော့ဗောနော် laptop တော့ laptop ပဲဒါပေမဲ့သူကပုံမှန် laptop နဲ့ကွာတယ်ဗောနော်ဘာလဲဆိုရင်ကျွန်တော်တို့ workstation ခေါ်တာဗောနော် workstation ဆိုတာက mobile workstation လို့ခေါ်ကြပါဘာဖြစ်လို့ဆိုတော့ကျွန်တော်တည်တာလို့လည်းရတယ် performance ကလည်းဒါဒီ high performance ပေါ့နော်ဒီတာမန် laptop တစ်လုံးရဲ့ performance နဲ့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြောချင်တာကတော့သူတို့က certify နဲ့ဖြစ်ပြီးသားတယ်ပေါ့နော်ပြောချင်တာကတော့ဒီ software heavy တွေပေါ့နော် AutoCAD တို့ video editing တို့ဒီ runner ချတာတွေအစပေါ့နော် software ကြီးတွေကိုစမ်းပြီးသားစမ်းသပ်ပြီးတော့မှထုတ်လုပ်ထားတဲ့ laptop တွေဆိုတဲ့အတွက်ကသူတို့ကပို့ပြီးတော့မိုက်တာပေါ့နော်ပြီးရင် RAM တွေအသုံးပြုထားတဲ့ပုံတွေ RAM တွေအလုပ်လုပ်ပုံတွေကတာမန် laptop နဲ့တော့မတူပေါ့နော်သူကသူ RAM error ဆိုလဲသူဖြည့်ရှင်းနိုင်တဲ့ technology တွေပါဝင်သွားမယ်ပေါ့နော်mobile workstation တွေကတော့ဘယ်လိုလူတွေသုံးသင့်လဲဆိုရင်ကျွန်တော် software ကြီးမားသုံးနေတဲ့လူတွေပေါ့နော် AutoCAD တွေသုံးနေတဲ့လူတွေပြီးတော့ဒီကောင်တွေကတော့ graphic ကတော့ dedicated 4K တွေပါဝင်တယ်ပေါ့နော် AMD Pro WH3000 series ပေါ့နော်အဲ့ဒီ WH3200 ဟော series ပါဝင်မှာပေါ့နော်ဒီကောင်တွေက 4K ပါဝင်တဲ့အတွက် software ကြီးတွေ graphic software ကြီးတွေ run တဲ့အခါမှာသုံးသင့်တယ်ပေါ့နော်workstation တွေကများသောအားဖြင့်တော့ဒီ runner အတွက်လုပ်ပေးထားတဲ့အတွက်ဒီလုပ်ဝိညာဉ် design ဆွဲမဲ့လူတွေ AutoCAD ဆွဲမဲ့လူတွေ runner ချမဲ့လူတွေဒါမှမဟုတ် video editing photo editing ကောင်းကောင်းလုပ်မဲ့လူတွေသုံးသင့်တယ်ပေါ့နော်တော့ RAM ကတော့ကျွန်တော်တို့ 16GB ပါဝင်မယ်SSD 512ပါဝင်မယ်ပေါ့နော်ဒီဇိုင်းကလည်းဒီမှာပြပေးမယ်ပေါ့နော်ဒီဇိုင်းလည်းလုံးဝပလေးရယ်ဒီမှာတွေ့ရတဲ့ HP နောက်ထပ် logo ချင်းလေးရဖြစ်သွားမယ်ပါလဲအတွက်ကျွန်တော်တို့တည်လာလဲလွယ်တယ်ပေါ့နော်ပေါ်တွေကလည်းစုံပါတယ် network port လည်းပါတယ် HDMI docking system တွေလည်းပါတယ် USB port တွေလည်းပါတယ်နဲ့ jack port တွေလည်းပါတယ်ပေါ့နော်ရှေ့ဘက် channel လေးလည်းလှတယ်ပေါ့နော်ဒီကျွန်တော်တို့ဟိုခဲရောင်လေးပေါ့နော်သုံးရမှာပေါ့ဒီကောင်လေးဆိုရင်ကျွန်တော်တို့ကဒီ heavy ပေါ့နော်အခုအကြံဉာဏ်ပေးချင်တာတော့ကိုကဒီ graphic designer မှာမဟုတ်ဘူးပေါ့နော်စရပေါ့နော် excel တွေကိုရှိတွေအများကြီးနဲ့ web ရှိတွေအများကြီးနဲ့ပေါ့နော်ဒီရှိတွေအများကြီးနဲ့တက်တွေအများကြီးနဲ့လှုပ်လို့ရတယ် parallel tasking တွေ download line tasking တွေအရင်များတဲ့ကိစ္စတွေမှာသုံးနေတဲ့အခါမှာဆိုတော့ workstation တွေသုံးသင့်တယ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့ပုံမှန် business laptop တွေဆိုရင်တော့ဒီ excel ရှိတွေအများကြီးပါညာ controller ကလည်းနည်းတော့ hand တယ်ပေါ့နော်ဒီကောင်လေးဆိုရင်တော့အဲ့ကိစ္စတွေတော့ရှိမှာမဟုတ်တော့ဘူးအဲ့တော့ကိုက laptop တစ်လုံးကိုလုံးဝလည်းမလေးချင်ဘူး heavy လည်းသုံးညင်နေဆိုရင်တော့ဒီ workstation လေးတွေရွေးချယ်ဖို့အတွက်တိုက်တွန်းရပါတယ်အားလုံးကျေးဇူးတင်ပါတယ်